ဆိုရရကောင်းစေတနာထားပေမဲ့စောရခံမှုဖြစ်လာမြတ်တာထားနေတဲ့ခြားကအပြောခံလိုက်ရသည်နားလည်းပြီးထားပါလေနဲ့အခွင့်တာတာနဲ့ပေါင်းကျော်လာကြပြန်ရောမှန်တာပြောတော့လည်းအမှားလို့သူကသိမခံကြဘူးလေပုံမှားတာကိုတာဝန်မယူရတော့တစ်ဖက်သားကိုခိုးရှာဖို့လက်မတွန်းတော့ဘူးပေါ့အမှန်လုံးနေတဲ့ခြားကခက်ခဲတွေကဘဝမှာသိများလုံးပါလေသဘောကောင်းလုံးဖြစ်သည်များဒုက္ခကိုတယောက်တည်းလို့ပဲခံယူနေရတယ်လို့ပဲအာနာတဲ့စိတ်ကြောင့်ပြောမထွက်ရတာကိုခွင့်ယူကြသေးတယ်စာနာစိတ်ထားမိတာကနောက်ဆုံးတော့ကိုယ်ပဲစိတ်ပင်ပန်းတာအတင်တယ်တနာတတ်တဲ့စိတ်ကိုဟိုတန်ရောစင်ထားတဲ့သူတွေကပဲရရှိသွားတာလေပြင်ဆင်ဖို့ကြိုးစားတော့လဲဟိုပဲနောက်ဆုံးတော့အမုန်းခံလိုက်ရတာပဲမဟုတ်လားပြက်စင်ပြင်ခနာဆိုပေမဲ့ဘယ်တော့မှမပြင်မဲ့ဒုအတ္တတွေကဒုနဲ့တီးပဲနောက်ဆုံးတော့လဲလိန်သူမုန်းသူပြစ်တင်သူပေါင်းချိုးသူအားလုံးအပြစ်မပြောလို့တော့ပါဘူးဆိုရရကောင်းအရှုံးတွေကအမျက်ထွက်တယ်လို့ပဲတတ်မှတ်ယူပြီးဘဝမှာသင်ခန်းစာကောင်းတစ်ခုကိုရလိုက်တာပဲဒီ